အခုလိုပဲဆွဲတက်ပါတယ်အခုလိုပဲတင်တတ်ပါတယ်ဟုတ်ပြီအခုဒီမှာကြည့်ဒီမှာဆိုလို့ရှိရင်သူကစောင်းနေတာတကယ်တော့သူ restaurant ဆိုပြီးတော့ဒါဇွန်းလေးနဲ့ခရင်လေးနဲ့ပါတယ်ဇွန်းလေးရောခရင်လေးရောဒီမှာပန်းခတ်ဒီပန်းတွေပုံစံလေးပါတယ်ပေါ့နော် Photoshop မှာဒီလိုပန်းခတ်ပန်းတွေလေးလုပ်ချင်နေဆိုတဲ့သူတွေကဘာကိုသုံးရမလဲတချို့ကမေးရပေါ့နော်ဟုတ်ပြီပန်းခတ်ပန်းတွေသုံးကျင်တဲ့လူကပန်တူးကိုသုံးပြီးတော့ပန်းခတ်ပန်းတွေလုပ်လို့ရတယ်အဲ့ထက်ပို့ပြီးတော့လွယ်တဲ့ version ဒီ Adobe Illustrator version ဖြစ်ပါတယ်Adobe Illustrator မှာဆိုရင်တော့ဒီလိုပန်းခတ်ပန်းတွေဆွဲဖို့အတွက်ခဏလေးအတွင်းမှာအများကြီးဖန်တီးလို့ရတာဖြစ်ပါတယ် Photoshop မှာじゃဒီလိုတစ်ခုရဖို့အတွက်ပန်တူးပေါ့နော်ဒီမှာရှိရပန်တူးကိုအရန်ကောက်နိုင်တွေးနိုင်မှဒီပန်တူးကိုရရှိမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ Adobe Illustrator ကိုသုံးပြီးတော့ logo တွေဆွဲမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ quality ကောင်းတဲ့ပုံတွေရမှာဖြစ်တယ်လို့အကွေးအကောက်အတွက်အများကြီးဖန်တီးနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပုံလေးကကြည့်ရတာအဆင်မပြေဘူးဆိုလို့ရှိရင်ဘာလို့မလဲဆို control T လုပ်ပြီးတော့ဒီလိုလေးလှည့်ပေးလိုက်ပေါ့နော်အတဲ့ဖြစ်အောင်ကိုကလှည့်ပြီးတော့ကြည့်လိုက်ဒါဆိုရင်တော့လူတွေကပို့ပြီးတော့မြင်ကြတယ်အခုနောက်စောင်းနေလို့ရှိရင်ကိုကစဉ်းစားနည်းကိုရှာမတွေ့ကြဘူးပေါ့နော်ဟုတ်ပြီတွေ့လားဒီမှာဆိုရင်တွေ့လားဇွန်းလေးနဲ့ခရင်လေးနဲ့ဒီလိုပန်းကပ်ပန်းတွေလေးနဲ့ပါတယ်ဒါကကြတော့ဒီ Photoshop မှာဆွဲမယ်ဆိုရင်ဒီဒါပန်တူးနဲ့လေအကွေ့အကောက်ပေါင်းများစွာဆွဲရမှာအဲ့တော့ logo ကိုဆွဲမယ်ဆိုရင်ဒါကြောင့် Butter Graphic ဖြစ်တော့ Adobe Illustrator ကိုသုံးပြီးတော့ဆွဲသွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကွာဒါလေးတွေတချို့ကလိုက်ပြီးတော့ဖန်တီးခြင်းနေဆိုရင်သူက Illustrator ကိုသုံးပြရမှာဖြစ်တယ်နောက်နေ့ကျတော့လည်း Illustrator ကိုဖန်တီးပြမှာဖြစ်တယ်ပေါ့နော်အခုကကျတော့ဒီအလုံးလေးကိုပဲဖန်တီးပြမယ်အလုံးလေးမှာဒီဇွန်းခရင်လေးကိုဘယ်လိုထည့်သွားလဲတချမ်းကိုဘယ်လိုဖြတ်သွားလဲဒါလေးကိုစဉ်းစားပြမှာဖြစ်ပါတယ်အဲ့တော့ဇွန်းခရင်ပုံလေးကကိုမှရှိမနေဘူးကိုကလိုက်ပါလေးကျင့်ချင်နေဆိုရင်အရင်ဆုံး Google မှာဒီဇွန်းခရင်ပုံလေးကိုရှာအဲ့တော့ဇွန်းခရင်ပုံလေးရှာမယ်ဇွန်းခရင်ပုံရှာမယ်ဆိုတော့အဲ့တော့ဒီမှာသူ့အနောက်မှာကိုကဘာသာပုံလေးလိုချင်တာဖြစ်တဲ့အတွက်ဒါလေးကတော့အမြဲတမ်းခက်ပြီးမှဒါအခုမှစားလိလာတဲ့လူတွေပြောတာအရန်ကျွမ်းတဲ့လူကြတော့ဘယ် site ကိုဝင်အဆင်ပြေလဲဆိုတာသူကရှိပါเนาะဒီမှာဆိုရင်အများကြီးပဲတွေ့လားအမှကိုကြိုက်တဲ့ဟာကိုကယူရမှာဒါအခုမှလိုက်ပြီးလေ့ကျင့်နေတဲ့လူကိုပြောတာပေါ့เนาะကိုကလေကျွမ်းမိသားလူဆိုလို့ရှိရင်ခုနတစ်စိတ်တုံးထဲမှာပါတယ်ဇွန်းနဲ့ခရင်နဲ့ပုံရဖို့အတွက်ကိုIllustrator နဲ့ပဲပြန်ကြည့်ရမှာဖြစ်ပါတယ်မင်္ဂလာပါเนาะအခုဆရာမအခြားဖုန်းနဲ့ပဲမတ်အောင်ဖတ်လို့ရတယ်အခု line လွှင့်နေတဲ့ဖုန်းနဲ့မတ်တွေကိုဖတ်လို့မရပါဘူးအားကြောင့်မလို့ကိုသိကျင်တာရှိရင်မတ်ဝါလို့ရတယ်ဒီဟာလေးကသူကလေဒီအခုသူတို့ရဲ့ policy အရာဒီ live တွေကရက်30နေသူ့လိုပြတ်သွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ကိုကဒီရက်30အတွင်းမှာလေ့လာပေးပါမရတာရှိရင်လည်းပြန်မေးလို့ရပါတယ်အဲ့တော့ဒီဇွန်းခရင်လေးတွေကိုဆရာမတို့က Butter Graphic ဖြစ်တဲ့ Adobe Illustrator နဲ့ဖန်တီးရမှာဖြစ်တယ်ပေါ့နော်အခုကတော့စဉ်းစားနီးတစ်စိတ်တုံးနေနေတဲ့စဉ်းစားနီးကိုပဲပြောနေတာဖြစ်တဲ့အတွက်ဒီမှာဆိုတော့၄တောင်လေးတက်လာကွေးလို့မရဘူးကွာဒီမှာလာပြီးတော့ copy paste နည်းနဲ့စဉ်းစားပြမှာဖြစ်ဒါကြောင့်ကိုစပြီးတော့ copy ယူလိုက်တဲ့ပုံကဘာဖြစ်လို့မရဘူးလဲဆိုတော့ကွေးကောက်လို့မရအောင်ကွေးကောက်ရင်ရောရလားဆိုတော့ရပါတယ်ဒါပေမဲ့စားလိလာမဲ့လူတွေကအတွေးတွေများစီတယ်ပေါ့နော်ဒီမှာကြည့်ဒီပုံလေးပေါ့ဒီပုံလေးနဲ့ကိုကတစ်စိတ်တုံးမှာယူပြီးတော့ဒီလိုလေးကိုဘယ်လိုစဉ်းစားပါလဲဒါလေးကိုပြချင်ဆိုခုနနီးကိုသိရင်ရပြီခုနနီးခုနဆွဲပြလိုက်တဲ့နီးပေါ့နော်ဖြက်ညက်ကတ်ဘယ်လိုလုပ်သွားလဲဒီပုံလေးကိုကတ်ဘယ်လိုလုပ်သွားလဲအဲ့ဒါလေးကိုသိဖို့လိုအပ်တယ်မှုံနေရလားဆရာမကမှုံနေတယ်မလားမှုံနေလားကင်မရာမတက်ရှင်းလားကင်မရာတစ်ချက်ပေါ်ဖြစ်လာဒီစနစ်
ကြည့်ပါနော်ကင်မရာအဲ့လိုပဲကင်တာများတော့ကြတော့ဟိုဖြစ်မုံနေရပါဟုတ်ပြီအဲ့ပုံလေးမှာဆိုစဉ်းစားနည်းရှိရယ်ဟိုပုံတစ်ခုဖြတ်ပြီးတော့ဖြတ်ညက်ကလောက်တာအခုဒီပုံမှာလည်းအဲ့လိုပဲစဉ်းစားနည်းကတူတူပဲဒါဆိုဇွန်ခရင်တစ်ခုကိုစိုက်ကယ်ထဲမှာထည့်ပြီးတော့စိုက်ကယ်ကိုနှစ်ပိုင်းပိုင်းပြစိုက်ကယ်အပေါ်တစ်ပိုင်းအောက်တစ်ပိုင်းပိုင်းပြဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးဘယ်လိုဆွဲလဲဆိုတော့အရင်ဆုံးကဒီမှာဇွန်ခရင်ရှိအဲ့ဇွန်ခရင်ထဲမှာရှိနေတဲ့ဘာတွေဖြတ်ရမလဲဆိုတော့ဖြူတွေကိုဖြတ်ပြမှာဖြစ်တဲ့အတွက် magic eraser 2ကိုယူပြီးတော့ဖြတ်မယ်တမီးတို့တော်တော်ရနိုင်မလား magic eraser ဒါအခုမှစပြီးလိလာမယ်လူကလိုက်ပြီးတော့လုပ်ကြည့်နေတယ်ဆိုရင်လွယ်တဲ့အနည်းကိုပြောပြတာဒါဒီမှာနှစ်ခုရှိပြီเนาะအဲ့တော့ဒီဇုံးကရင်မှာဒီဘက်တစ်ချမ်းဖြတ်တဲ့နည်းကိုပြပေးမယ်အဲ့တော့ဒီနှစ်ခုတွေကတစ်ခုကိုယူမယ်ဆိုရင်ဖြတ်ညက်ကလုပ်ချင်တယ်ဆိုတော့ဒီတစ်ချမ်းကိုဆက်လက်မှတ်ပြီးတော့ right ကလေး layer via cut ဆိုတာရှိအဲ့ဒါလိုလေဒါဆိုဒီ layer နှစ်ခုကဒီမှာကွဲသွားတယ်လားအဲ့လိုကွဲသွားတယ်တစ်ခုစီဖြစ်ပါခုနကတော့တွဲနေတာဒါကြောင့်မလို့ကိုက selection ယူတဲ့နည်းအရင်အရေးကြီးတယ်အဲ့ကြောင့်မလို့ Photoshop မှာသူကဖြည့်ညက်ကလုပ်ရှင်တယ်ဖြည့်ညက်ကလေးပဲတင်ပြပါတော့အဲ့ဒါဖြည့်ညက်ကလေးပဲတင်လို့မရတူးနိုင်မှရမယ်ဆိုတာပြောတာအခုတော့တူးကသုံးရတာများလာပြီเนาะတဖြည်းဖြည်းနဲ့ဟုတ်ပြီဒါဆိုလို့ရှိရင်အခုဒီဟာလေးကိုဆရာမတို့ဘာထပ်လုပ်မလဲဘာထပ်လုပ်မလဲဆိုတော့လေးကနှစ်ခုကွဲသွားပြီဆိုတော့အလုံးဆွဲရုံပဲဒါလေးကိုမြန်လုံးပိတ်လိုက်မယ်ပိတ်ပြီးတော့ဆရာမတို့ကခုနအတိုင်းပဲဒါပထမသမီးတို့လေ့လာခဲ့တဲ့ software guideline တွေဆွဲထုတ်တာအဲ့တော့ကိုကဒီမှာမမြင်ရအောင်ဆိုအရောင်ထည့်လိုက်ရော့အရောင်ထည့်လိုက်မယ်ဒါဆို guideline တွေမြင်ရပြီဟုတ်ပြီနော်အဲ့တော့ဒီညမှာ cycle တစ်လုံးဆွဲမယ် cycle က elip 2နဲ့ဆွဲမယ်ဆိုတော့ဒီစုံကြောက်ကိုထောက်ပြီးတော့ဆွဲလိုက်လို့ရတယ်ဒါကကျတော့ဘာရှင်းပေါ်မှာမူတည်သွားပြီဒီဘာရှင်းပေါ်မှာမူတည်ပြီးတော့ဒီထောက်ဒီဓာတ်ကနေထောက်ပြီးဆွဲလို့ရတာရှိရယ်ဆွဲလို့မရတဲ့ software ရှိအဲ့ဒီမှာ order ခံရတာရှိရယ် sheet ပြီးနှိပ်ရတာရှိဒါကကျတော့ကိုသုံးတဲ့ဘာရှင်းပေါ်မူတည်တယ် Photoshop ကအဲ့လိုနည်းနည်းတော့ရှိအဒီကိုသွားမယ်သွားပြီးသွားလို့ရှိရင်သမီးကဒီ stroke ကိုလုံးနေတယ်မလားမင်းဒီမှာ line ရွေးကြလို့ဖြစ်တယ်မင်းဒီမှာ stroke ကိုပြန်ရွေးဒါကြောင့်မလို့ page maker မှာအနားတွေ stroke တွေတည်တယ်မလားအဲ့ဒီဟာကိုပြောချင်တာအဲ့ဒါတွေကိုတေချာရခဲ့ရမယ်အနားတွေမှာထူမယ်ပါမယ်အရောင်ပြောင်းမယ်အဲ့ဒါတွေရသူကဒါကြောင့်ဆက်ဆက်မှုရှိရဲ့လို့ပြောတာဟုတ်ပြီအခုဒီမှာဆိုရင်ဒီမှာဆွဲပြီးသွားရင်နော်အဲ့ဒီကောင်လေးမှာခုန spawn ကိုတစ်ခုလာထည့်အဲ့တော့ခုနတော့ဆင်မတို့ဒီပုံကိုပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတဲ့တွေ့လားဒီမှာအနားလေးနဲ့ဒီအနားဝယ်ယူသွားတာအဲ့တော့ဒီအနားဝယ်ယူသွားဟုတ်ပြီနော်ဒါကြောင့်ဆင်မတို့ကဘယ်လိုလုပ်မလဲလာပြီအမှလာပြီအရေးကြီးတဲ့အပိုင်းလာပြီအရေးကြီးတဲ့အပိုင်းကဒီတစ်ချမ်းမှာကိုယ့်ရဲ့ဇီယာလေးကိုထည့်မယ်ဒီပုံလေးကိုထည့်မယ်ဟုတ်ပြီနော်အဲ့တော့ control T လုပ်မယ်လုပ်ပြီးတော့သူ့ကိုဒီလိုမျိုးလုပ်ချပြီးရဲ့အခါမှာ cycle ကအကယ်ပြီးနည်းနည်းသေးမှာပေါ့နော်အဲ့တော့ control T လုပ်မယ်လက်တစ်ဖက်က order ကိုဖိပြီးတော့ချုပ်ပါမယ်ဒါမှစားတူချုပ်ပါမှာဖြစ်တယ်ဒါကြောင့်ဆရာမတို့အသုံးပြုထားတဲ့ဘာရှင်းနဲ့ setting တွေချိန်ထားတဲ့ပုံမှာမူတည်တာဟုတ်ပြီနော်အဲ့တော့ဒီတစ်ချမ်းအဲ့တော့ပုံလေးကိုပြန်ကြည့်လို့ရှိရင်ခုနကတော့ဒီပုံလေးကိုပြန်ကြည့်လို့ရှိရင်ကြတော့ spawn ကိုပိတ်ဒီမှာတို့လားသူကဒီအထိ cycle လေးကဒီအထိယူထားတယ်အဲ့ဒါမှအဆင်ပြေမှာဒီအထိသွားရင်ပုံကြီးကမလှသူ့ရှိကိုနည်းနည်းလေးထုတ်ပါအဲ့ဒါမှသွားလှအဲ့အကြောင်းမလို့ဆရာမတို့ကဒီ spawn မှာလဲcycle လေးကသေးကိုသေးရလားအဆင်ပြေလားသမီးခိုင်းလို့ဟုတ်ပြီဒီလိုမျိုးလေးဆွဲလိုက်ဒါကြောင့်မလို့ဒီဇွန်းလေးကဒီဘက်လေးကိုဖြစ်နေရဒါဆိုဇွန်းကြီးကကြီးွားပြီဆိုလို့ရှိရင်ဇွန်းကိုသေးပေါ့ပလေးသေးခိုင်းတာဒါကိစ္စမျိုးကျွန်တော် A4 ထဲမှာသုံးနေရเนาะအဲ့တော့ control ဇွန်းကိုသေးနေတယ်ဆို control T လုံးမယ်လို့ပြီးတော့ကျွန်တော်တို့ဇွန်းကိုသေးရအောင်ဒီလိုသေးရမယ်အခုဆွဲတဲ့ဒီဇိုင်းပေါ်မှာမဟုတ်သေးအခုကတော့သူများဆွဲထားတဲ့ဇွန်းကိုယူသုံးနေရလေဟုတ်ပြီပြီးရင်ခရင်လေးကဒီဘက်ကိုထွက်ရမယ်သူ့ပုံကတက်လားခရင်လေးကဒီဘက်ကိုထွက်အဲ့တော့အဲ့ဒီမှာဆရာမတို့ကဒီအလုံးနဲ့ဒီ cycle နဲ့လာပတ်ဖို့အပြင်ကိုနောက်ထပ်တနည်းစဉ်းစားရမှာရှိတယ်အဲ့ဘာလို့ဆိုဒီမှာကြည့်ဒီ cycle ရဲ့တဝက်တိတိကိုတစ်ခါလေးဖြတ်ချလိုက်အောင်မှာဖြစ်တယ်ပြီးတော့မှသာလောက်အောင်ဟုတ်ပြီနော်အဲ့တော့ဒီ cycle ရဲ့တဝက်တိတိကိုလည်းသူကမလို့ခြင်းဘူးချမ်းမှာ
အဲ့တော့ဒီဇွန်းကပြီးမှလာပြီးရောတင်လိုက်တယ်ဆိုရင်အတိပဲတက်ရောက်သွားတယ်သူကဒါမျိုးတက်ရောက်သွားเนาะအဲ့တော့အခုဆရာမတို့ကဝါနေရလားမဝါသမီးကြနေရဆရာမတို့ကကြပို့စရာကြည့်ရောဒီလာချောင်းစိုးကိုနိုင်မနေဘူး